ဖះနဲ့တကိုင်းနဲ့ထားရတဲ့လူတွေကဘာတောင်းပန်စရာရှိလဲပေါ့နော်လူတယောက်ကကို့အမားကိုတာဝန်ယူရမယ်ကလေးတွေနဲ့မိဘနဲ့အဆင်မပြေတဲ့အခါမှာအနာကျင်ဆုံးကကလေးလေးတွေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ကလေးပြုစုပြောထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတဲ့ဂျက်စီကာမိုးဆက်ဖြစ်ပါတယ်ရှင်အခုပြောမယ့်အကြောင်းအရာကတော့မိဘနဲ့ကလေးကြားမှာဒီအဆင်မပြေတဲ့ဆက်ဆံရေးတွေကိုဘယ်လိုပြန်ပြီးအဆင်ပြေအောင်လုပ်ရမလဲဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ရှင်ဆိုတော့မိဘနဲ့ကလေးတွေပေါ့နော်ဆက်ဆံရေးမပြေလည်ဘူးဆိုတာတကယ်တော့မိဘတွေမှာလည်းအရန်ခက်ခဲသလိုကလေးတွေမှာလည်းအများကြီးနာကျင်ရပါတယ်ကလေးတွေအနေနဲ့မိဘနဲ့အဆင်ပြေတာကိုပဲလိုချင်တာပေါ့နော်ပဲကလေးကမှမိဘနဲ့အဆင်မပြေဘူးဆိုတာကိုမပြောရှင်းပါဘူးကလေးတွေနဲ့မိဘနဲ့အဆင်မပြေတဲ့အခါမှာအနာကျင်ဆုံးကကလေးလေးတွေဖြစ်ပါတယ်ကျမတို့မိဘတွေအနေနဲ့ကြတော့ဒါပင်မနဲ့မှန်နဲ့စိတ်ရှုပ်တယ်ပေါ့နော်နောက်ပြီးတော့ဒီမိဘတွေလည်းနာကျင်ရတာပါပဲဒါပေမဲ့ကလေးမှာကြတော့လူကြီးမိဘတွေလို့တွေးခေါ်နိုင်စွမ်းနော်စိတ်ကိုထိမ့်သိမ်းနိုင်စွမ်းနေမရှိသေးတော့ကလေးတွေမှာနာကျင်ရတယ်အဲ့ဒီအပြင်ကိုလမ်းမားတွေရောက်တတ်တယ်ပေါ့နော်ရွေးချယ်မှုတွေမှားတတ်တယ်ဘယ်ကလေးမဆိုမိဘနဲ့အဆင်ပြေခြင်းကြပါတယ်မိဘနဲ့ချစ်ချစ်ခင်ခင်နေခြင်းနဲ့ဒါပေမဲ့ကလေးနဲ့မိဘအဆင်မပြေဘူးဆိုတဲ့အခါမှာကျမတို့ပေါ့နော်ဘယ်အချက်မှာကျမတို့ရဲ့ဒီမိဘတွေရဲ့လုပ်ပုံကိုင်ပုံမိဘတွေရဲ့အပြောအဆိုမိဘတွေရဲ့ရွေးချယ်မှုမှားသွားသလဲဆိုတာကိုကျမတို့သတိထားကြည့်ရပါမယ်ဆိုတော့ကိုယ်ကလေးနဲ့ကိုယ်နဲ့အဆင်ပြန်ပြီးတော့ပြေးခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1အနေနဲ့မိဘကဘယ်အချက်မှာကိုမှားသွားတဲ့လဲပေါ့နော်ကိုယ့်ရဲ့ဘလို့အပြုအမူတွေကကလေးကိုဒါနာကျင်ထိခိုက်နေစေတယ်လဲဘလို့အပြုအမူတွေကကလေးနဲ့ကိုယ်နဲ့ကြားထဲမှာခက်ခဲစေနေတယ်လဲဆိုတာကိုကျမတို့ကပြန်ပြီးတော့သုံးသပ်ရပါမယ်တခါလေးကြားလို့ရှိရင်ကလေးကိုကျမတို့ရဲ့စကားကိုကောင်းကောင်းမပြောဘဲနဲ့အော်ပြောမိတယ်ကလေးကမကြိုက်ဘူးနော်ကလေးကိုကျမတို့ကယုံယုံကြည်ကြည်ထားရမယ့်ဟာတွေကိုကလေးမလုပ်တဲ့အမားတွေကိုကျမတို့ကလုပ်တယ်လို့ဆွဆွဲမိတယ်ဒီမှာကလေးကမကြိုက်ဘူးပေါ့နော်ဆိုတော့ကျမတို့ကဘယ်အချက်မှာကိုယ်တွေမှားနေတယ်လဲဆိုတာကိုပြန်ပြီးတော့ကိုသုံးသပ်ရမယ်ပေါ့နော်ဆိုတော့လူဆိုတာကလည်းခက်တာကကိုယ်အမားကိုဆိုမမြင်တတ်ဘူးပေါ့ဆိုတော့ကိုကဒါကိုသူကောင်းဖို့အတွက်လုပ်ပေးတာကိုကလေးကဒါကိုမမြင်တတ်ဘူးလို့ကျမတို့ကထင်တတ်တယ်ဒါပေမဲ့ကျမတို့ကနံပါတ်1နားထောင်ပေးရမှာကျတော့ကလေးရဲ့ခံစားချက်ကဘယ်လိုလဲဒီအပေါ်မှာကိုယ့်ရဲ့အပြုအမူတွေမှာဒီကလေးကဘယ်လိုခံစားနေရတယ်လဲဆိုတာကိုကျမတို့ပြန်သုံးသပ်ရမယ်ပေါ့ဆိုတော့ကလေးနဲ့ကိုယ်နဲ့ကြားထဲမှာဘယ်လိုအမားလေးတွေရှိနေတယ်လဲကိုယ်နဲ့ကလေးနဲ့ကနော်ဘယ်လိုမျိုးနေရာမှာကိုကမှားရွံ့တဲ့အပြုအမူတွေလုံးမိတယ်လဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့အမားကိုတိလိုက်ပြီးဆိုလို့ရှိရင်ဒါအကြီးမားဆုံးတိုးတက်မှုဖြစ်တယ်၃ချက်အနေနဲ့ပေါ့နော်ကလေးကိုကျမတို့ကတောင်းပန်ရမယ်ဒီအချက်မှာအမေမှားသွားတယ်နော်ဒီလိုမျိုးမလုပ်တင်အောင်အမေလုံးမိတယ်သားကိုယုံကြည်ရမယ့်ဟာကိုသမီးလေးကိုယုံကြည်ရမယ့်ဟာကိုမေမေမယုံကြည်မိဘူးတောင်းပန်တယ်အမေကပေါ့နော်ကျမတို့ဒီမှာကတတိထားရမှာပေါ့နော်ကျမတို့စီမှာကမိဘကတောင်းပန်တယ်ဆိုလို့ရှိရင်ကိုဒါမိဘလောက်စရာမလိုတဲ့အချက်ပေါ့နော်ဘယ်လိုပြောရမလဲဖះနဲ့တကိုင်းနဲ့ထားရတဲ့လူတွေကဘာတောင်းပန်စရာရှိလဲပေါ့နော်ဒါမိဘသားသမီးဆိုတာတက်ကိုလူတယောက်ကကို့အမားကိုတာဝန်ယူရမယ်ကိုမားရဲဆိုရင်တောင်းပန်ရမယ်ပေါ့နော်အထူးသဖြင့်ကိုသားသမီးလေးတွေနဲ့ဒီအပြန်အဆင်ပြေခြင်းနဲ့မိဘတွေအနေနဲ့ကိုမားခဲ့တဲ့အမားတွေကိုသားသမီးတွေကိုတောင်းပန်ရပါမယ်ကိုအမားကိုဝန်ခံရမယ်ပေါ့နော်ပြီးလို့ရှိရင်ကလေးနဲ့ကိုနဲ့ကြားထဲမှာကိုအမားကိုလည်းတည်ပြီးကိုကတောင်းပန်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ချက်ကကြတော့ကလေးနဲ့ကိုနဲ့ပေါ့နော်ပြန်ပြီးတော့အချိန်ယူရမယ်တက်နိုင်သမျှအချိန်ယူမယ်ပြီးတော့ကလေးကိုပေါ့နော်ဒီကလေးဘက်ကခံစားချက်တွေကိုနားထောင်ပေးမယ်ကလေးကအချိန်မီအခက်ခဲရှိတိုင်းမှာကိုယ့်စီကိုလာလို့ရတယ်ပေါ့နော်ကိုတိုင်ပင်လို့ရတယ်တိုင်ပင်တဲ့အခါတိုင်းမှာကိုကနော်သူ့ကိုဒီယုံကြည်မှုရှိနဲ့နားထောင်ပေးမယ်နော်သူ့ကိုဒီကြိုပြီးတော့ပေါ့နော်ကျမတို့ကतू ကတော့မကောင်းတာတွေလာပြောတော့မှာပဲဆုံးဖြတ်ချက်အမားတွေလုပ်တော့မှာပဲतू ကမဟုတ်တာလုပ်နေကြဒါမျိုးကြိုပြီးတော့ဆုံးဖြတ်ထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ယုံကြည်နဲ့ဒါကလေးဘက်ကအပြည့်အဝရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ကနားထောင်လက်ခံပေးမယ်ဆိုတာကိုကလေးကိုလည်းသိစေရမယ်ကိုယ်တိုင်လည်းအဲ့လိုလုပ်ရမယ်ပေါ့ကလေးနဲ့ကိုယ်နဲ့ကပို့ပြီးတော့ဒါအချိန်ယူလာနဲ့အများရင်းနှီးလာလိမ့်မယ်အဲ့ဒီလိုပဲ relationship ကပျက်စီးသွားပြီဆိုလို့ရှိရင်ပြန်တည်ဆောက်ရတာကြာပါတယ်စိတ်ရှည်ရမယ်เนาะကလေးနဲ့ကိုယ်နဲ့ခြားထဲမှာဒီမှားတဲ့အမားတွေကိုအတက်နိုင်ဆုံးနဲအောင်ကျမတို့လုပ်ရမယ်တနေ့တစ်နေ့ပို့ပြီးတော့ရင်းနှီးအောင်လုပ်ရမယ်ပေါ့နော်ပြီးတော့ကလေးလေးကိုကျမတို့ကပြောရမှာအရှိမအမားတွေလုပ်ခဲ့တာကမှန်တယ်မသိလို့ဖြစ်တယ်เนาะကိုယ်တိုင်ကိုမထိန်နိုင်ခဲ့လို့ဖြစ်တယ်အခုအဲ့ဒီအမားတွေကိုအမေကသိသွားပြီဆက်ပြီးတော့မလုပ်တော့ဘူးဒီရရှိကလေးနဲ့အမေနဲ့ပေါ့နော်ဒါနှစ်ဖက်ညှိနိုင်နဲ့လောက်ကြမယ်ဆိုတာမျိုးကျမတို့ကကလေးလေးတွေကိုပြောရင်းနဲ့နော်သူနဲ့ကိုယ်နဲ့ relationship ကိုပြန်ပြီးတော့တည်ဆောက်မယ်ပေါ့ကလေးငယ်လေးတွေနဲ့ဖြစ်သွားတဲ့အခါကျလို့ရှိရင်လည်းအဲ့လိုပဲအချိန်ပြန်ယူမယ်ကိုအမကိုဝင်ခံမယ်တောင်းပန်မယ်
ပြီးတော့ပြန်လည်တိဆောက်သွားမယ်ပြန်လည်တိဆောက်တဲ့အခါမှာလည်းစိတ်ရှိရှိနဲ့တိဆောက်ရမယ်ပေါ့နော်ဆိုတော့ relationship တစ်ခုဒါပြုတ်ကွဲသွားပြီဆိုလို့ရှိရင်ပြန်တိဆောက်ရတာကြတော့အများကြီးအချိန်ယူရတယ်နှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေပြန်တိဆောက်ရတယ်ချစ်ချင်းမြတ်တာတွေပြန်ပြီးတော့ခိုင်မြဲအောင်လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကဒါပြန်လည်တိဆောက်ခြင်းစိတ်ရှိတယ်ဆိုရင်ပဲဒါအပေါင်းလက္ခဏာပါပဲเนาะဆိုတော့ကလေးလေးတွေကကိုယ်ကလေးကဆယ်ကျော်သက်ရောက်သွားပြီထားအောင်เนาะဒါခက်ခဲတဲ့ဒါ20ကျော်အရွယ်ရောက်သွားပြီလဲထားအောင်ဒီကလေးတွေကအဓိကကတော့သူတို့ကမိဘနဲ့ပြည်လဲခြင်းနဲ့မိဘနဲ့ချစ်ချစ်ခင်ခင်နေခြင်းနဲ့ဒါကလေးတိုင်းပဲပေါ့နော်ကျမတို့ကလည်းသူတို့နဲ့ချစ်ချစ်ခင်ခင်နေခြင်းနဲ့ဆိုတဲ့အကြောင်းသူတို့ကိုချစ်တယ်ဆိုတဲ့အကြောင်းအရှိမလုပ်ခဲ့တဲ့အမားတွေကနော်ဒါသူ့ကိုကောင်းစေခြင်းလို့ရည်ရွယ်ပေမဲ့မကောင်းတာဖြစ်သွားတာဖြစ်တဲ့အတွက်တောင်းပန်ကြောင်းကျမတို့နဲ့ကလေးတွေရဲ့ relationship ကိုပြန်လည်တည်ဆောက်အောင်မှာဖြစ်ပါတယ်ဆိုတော့ပြန်လည်တည်ဆောက်တဲ့နေရာမှာလဲပေါ့နော်အဓိကကချစ်ချင်းမေတ္တာအခြေခံလိုက်လို့ရှိရင်အရာအလုံးကလွယ်သွားပါလိမ့်မယ်ဖေဖေမေမေတို့ကလေးတွေနဲ့ဒီအဆင်မပြေတဲ့ relationship လေးတွေကိုပြန်ပြီးအဆင်ပြေအောင်လုပ်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်ဆိုတော့နောက်ထပ်ဘာအကြောင်းအရာလေးတွေပြောမယ်ဆိုတာကိုလည်း Anna Fossey Kids page မှာစောင့်ကြည့်ပေးပါအောင်ရှင်